လူမရှိပဲတော့အထက်ထက်ခတ်ထားတဲ့အခန်းထဲကနေစန်နီယာတန်ထွက်ပေါ်လာတတ်တဲ့ကဘာကျော်ဖြစ်ရမှန်ရုရှားနိုင်ငံကချက်ကော့ဖ်စကီရဲ့အိမ်ဟောင်းပြတိုက်မှာလုံခြုံရေးဝန်တန်းနီကိုလိုင်းညဘက်ကင်းလှည့်နေတော့ပြတိုက်ထဲကရှေးဟောင်းပစ္စည်းတွေကိုလိုက်ဆင်ရင်သူဟာပိတ်ဆအုပ်ထားတဲ့စန်နီယာအိုကြီးစီရောက်လာခဲ့ပါတယ်အရာအလုံးတိတ်ဆိတ်အေးချမ်းနေပြီးညတညကတော့ထုံးစံအတိုင်းပဲပြီးဆုံးတော့မယ်လို့သူထင်ခဲ့တာပေါ့ဒါပေမဲ့ညသကောင်2 နာရီတိမှာအလွန်ตาရတဲ့ဇန်နီယာတီလုံးတန်စတင်ကြားလိုက်ရတယ်လုံခြုံရေးမော်နီတာစခရင်တွေကိုသူကြီးလိုက်တဲ့အခါမှာလဲစမ်းညာရှိတဲ့အခန်းထဲမှာဘယ်သူမှမရှိပါဘူးဒါပေမဲ့စန်နီယာဘော်ကပိတ်စကြီးဟာလေမတိုက်ပဲသူ့အလိုလိုရွေ့လျားသွားတာကိုသူမြင်လိုက်ရတယ်ပူပြီးထူဆန်းတာကစန်နီယာရဲ့တစ်သားအဖုံးကြီးဟာဖြည်းဖြည်းချင်းအလိုအလျောက်ပွင့်လာတာပါနီကိုလိုင်ဟာလက်ထဲကဓမီကိုတင်းဆုပ်ပြီးစန်နီယာအတန်ထွက်ပေါ်လာရာတကားဝါစီကိုရှောက်သွားခဲ့တယ်သူဟာတကားလက်ကင်ကိုဖြည်းဖြည်းချင်းလှည့်လိုက်ပြီးအခန်းတကားကိုဖွင့်လိုက်တဲ့အချိန်အခန်းထဲမှာလူတယောက်မှမရှိပေမဲ့စန်နီယာရဲ့အဖြူအမဲခလုတ်တွေဟာသူ့အလိုလိုနှိမ့်ဆင်းနေကြတယ်တစုံတယောက်ကစိတ်လှုပ်ရှားစွာနဲ့အားပြင်းပြင်းတုံးပြီးတီးခတ်နေတယ်လို့မျိုးခလုတ်တွေလှုပ်ရှားနေပါတယ်နီကိုလိုင်းကဓာတ်မီနဲ့စန်နီယာစီထိုးလိုက်တဲ့အခါတီးလုံးတန်ကြီးကချက်ချင်းပဲရပ်တန့်သွားပါတယ်ပဝင်းကျင်တစ်ခုလုံးရှုတရက်အချတန်အောင်ကြားရလောက်အောင်တိတ်ဆိတ်အေးစိမ်သွားခဲ့တယ်သူဟာလေးလံနေတဲ့ခြေလမ်းတွေနဲ့စန်နီယာတီးသူထိုင်တဲ့တစ်သားခုံအဟောင်းလေးနားကိုတိုးကပ်သွားတယ်လက်တလောတယ်မဲ့လူတယောက်ထိုင်သွားသလိုမျိုးခုံလေးဟာပူနွေးနေစေဖြစ်တာကိုသူစမ်းမိလိုက်တယ်ခန္ဓာကိုယ်တစ်ခုလုံးကြက်သီးမွေးညင်ထသွားပြီးအခန်းထဲကအပူချံကလည်းရုတ်တရက်အေးစိမ်သွားခဲ့တယ်စန်နီယာရဲ့ပြောင်းလက်နေတဲ့မျက်နှာပြင်ပေါ်မှာသူ့အနောက်ကအရင်မဲကြီးကိုရုတ်တရက်မြင်လိုက်ရတဲ့အခါဒီကဘာကျော်ဖြစ်ရဆန်းကိုယနေ့အထိသိပ္ပံပညာနဲ့ရှင်းမပြနိုင်သေးပါဘူးမိတ်ဆွေတို့ကရောဘယ်လိုထင်လဲနောက်ထပ်ဒီလိုထူးဆန်းထိတ်လန့်စရာဖြစ်ရမှန်တွေကိုကြည့်ရှုဖို့ကျွန်တော်တို့ channel ကို follow လုပ်ထားလိုက်ပါ